TikTok မှာပြုလုပ်လိုက်တဲ့မြင့်မြတ်ရဲ့ပုံစံကိုတဲ့ဝုန်းလိုက်တဲ့ခါဦးတို့ဇနီးမောင်နဲ့တရုတ်ဆောင်မင်းသားမြင့်မြတ်ရဲ့မကောင်းတဲ့အကျင့်စရိုက်နဲ့လောက်ရတစ်ခုကိုပြောပြလာတာကတော့အမေရိကန်နိုင်ငံကခါဦးနဲ့ကိုထုံးခင်တို့ဇနီးမောင်နဲ့မှာခါဦးနဲ့ကိုထုံးခင်တို့ဇနီးမောင်နဲ့ဟာအမေရိကန်နိုင်ငံမှာနေထိုင်ကြတဲ့ဆယ်လီဇနီးမောင်နှံဖြစ်ကဂျင်းဆော့ကတမ်မာတုတ်ခိုင်နေတဲ့ခန္ဓာကိုယ်ဟာကာတွန်းမိမှန်လေးတွေကခါဦးနဲ့ကိုထုံးခင်တို့ဇနီးမောင်နှံနဲ့တူနေတာပါဒါကြောင့်လေအင်တာနက်ပေါ်မှာခါဦးနဲ့ကိုထုံးခင်တို့အတွဲဆိုပြီးနာမည်ကြီးနေတာဖြစ်ပါတယ်။အမေရိကန်ကခါဦးနဲ့ကိုထုံးခင်တို့စုံတွဲဟာအမေရိကန်နိုင်ငံမှာနာမည်ကြီးဆယ်လီဖြစ်လာပြီးတဲ့နောက်အင်တာနက်ပေါ်မှာလူစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုအမြဲပါဝင်ပြောလို့ရှိပါတယ်။အထူးသဖြင့်ခါဦးနဲ့ကိုထုံးခင်တို့စုံတွဲဟာမြန်မာပြည်မှာမသင့်တော်တဲ့အကြောင်းတွေအမြင်မတော်တာတွေဆယ်လီတွေရဲ့မကောင်းတဲ့အပြုအမူအကျင့်စရိုက်တွေကိုထောက်ပြလေးရှိတာပါ။အခုအခါမှာလေကိုထုံးခင်နဲ့ခါဦးတို့ဇနီးမောင်နှံဟာလူမြင်ကွင်းရှိမှာမတော်တရောနေရာကိုပုတ်ပြခဲ့တဲ့မင်းသားမြင့်မြတ်ကိုတဲဝုန်းခဲ့တာဖြစ်ပါတယ်။အမှန်တကယ်မှာလေမင်းသားမြင့်မြတ်ဟာ TikTok ဗီဒီယိုတစ်ပုဒ်မှာလူမြင်မသိတော်တဲ့အပြုအမူတစ်ခုကိုလုပ်ခဲ့တာပါ။ဒါကြောင့်လေအမေရိကန်နိုင်ငံကဆယ်လီကိုထုံးခင်နဲ့ခါဦးတို့ဇနီးမောင်နှံကမြင့်မြတ်အနေနဲ့ကိုယ့်ရဲ့အဆင့်အတန်းနဲ့မညီတဲ့အပြုအမူမျိုးတွေမလုပ်သင့်ဘူးလို့တဲထောက်ပြလိုက်တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်မင်းသားမြင့်မြတ်ဟာနေတိုပြည်တီဦးတို့နဲ့အတူမြန်မာနိုင်ငံရဲ့ထိပ်တန်းအောင်မြင်ဆုံးမင်းသားဖြစ်နေတာပါအထူးသဖြင့်တရုတ်ဆောင်မင်းသားမြင့်မြတ်ဟာမြန်မာနိုင်ငံရဲ့တဘာဝမင်းသားလို့ဆိုရလောက်အောင်ကြာရာဇက်ရုပ်ကာရိုက်တာတိုင်းနဲ့လိုက်ဖက်နေတာဖြစ်ပါတယ်ဒါအပြင်မင်းသားမြင့်မြတ်ဟာပျော်ပျော်နေတတ်သူဖြစ်ကပရိသတ်တွေကိုအမြဲတမ်းပျော်ပျော်ရွှင်ရွှင်ဟာတာပုံစံတွေနဲ့ရင်းနှီးနှီးပြောဆိုဆက်ဆံတတ်သူဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့တရုတ်ဆောင်မင်းသားမြင့်မြတ်ဟာ TikTok မှာမြင့်မြတ် Official TikTok အကောင့်ဖွင့်ပြီးတော့ပရိသတ်တွေကို TikTok ဗီဒီယိုအသစ်လေးတွေဆော်ပြနေတာဖြစ်ပါတယ်။ဒီလို TikTok ဆော်ပြတဲ့နေရာမှာမြင့်မြတ်ရဲ့ TikTok ဗီဒီယိုတစ်ခုမှာရိုင်းပြတဲ့အပြုအမူတစ်ခုပါဝင်သွားတာပါ။မြင့်မြတ်ဟာယခုလက်တလော TikTok မှာခေတ်စားနေတဲ့တွန်းတုံဖုံဖုံ Family တခြင်းနဲ့အတူမန္တလေးက TikTok ဆယ်လီဆွေနဲ့ဆော့ရမှာသူ့ရဲ့မတော်တရောနေရာကိုပုတ်ပြခဲ့တာဖြစ်ပါတယ်။ဒါကိုပဲလူတွေကပြင်းပြင်းထန်ထန်ဝေဖန်ကြတာပါ။အခုအခါမှာတော့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ဆယ်လီခါဦးနဲ့ကိုထုံးခင်တို့ဇနီးမောင်နှံကလည်း TikTok ဗီဒီယိုဖိုင်တွေကမြင့်မြတ်ရဲ့ရိုင်းပြတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်ခဲ့တာပါကိုထုံးခင်ကသူဟာအမြဲတမ်းမြင့်မြတ်ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုအားပေးခဲ့တဲ့သူဖြစ်ကြောင်းစကားခံပါတယ်ဒါပေမဲ့လည်း TikTok မှာတရုတ်ဆောင်မြင့်မြတ်ဟာသူ့ရဲ့မတော်တရောပုံစံကိုပုတ်ပြတာမျိုးကဘလို့မှလက်ခံစရာကောင်းတဲ့အပြုအမူမဟုတ်ဘူးလို့မြင့်မြတ်ကိုပြောလာတာပါအထူးသဖြင့်တရုတ်ဆောင်မင်းသားမြင့်မြတ်ဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားဖြစ်တာကြောင့်ပရိသတ်တွေကလည်းမျိုးစုံအရွယ်စုံကလေးလူကြီးအမျိုးသမီးပရိသတ်တွေရှိကြောင်းဒီလိုပရိသတ်တွေများစွာစောင့်ကြည့်နေတဲ့မင်းသားတယောက်ကအခုလိုလူမြင်မသိတော်တဲ့လုပ်ရက်လုပ်တာဟာတကယ်ကိုလက်မခံနိုင်တဲ့လုပ်ရက်ဆိုတာကိုလူတိုင်းကသိနိုင်ကြောင်းဆယ်လီကိုထုံးကပြောလာတာဖြစ်ပါတယ်တချို့သောပရိသတ်တွေကလည်းဆယ်လီကိုထုံးခင်တဲ့ခါဦးတို့ပြောတာကိုထောက်ခံကြကမင်းသားမြင့်မြတ်ဟာတရုတ်ဆောင်ကောင်းပေမဲ့ဒီလိုစရိုက်ဆန်လွန်းတဲ့အမှုအကျင့်လေးတွေကြောင့်အကယ်ဒမီဆုနဲ့လွဲနေတာလို့မှတ်ချက်ပေးလာကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမတော်တရောနေရာကိုလက်နဲ့ပုတ်ပြခဲ့တဲ့မင်းသားမြင့်မြတ်ကိုဘယ်လိုမြင်ကြပါသလဲ။မိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။